ကြမလို့တော့ရသွားပြီအပိုင်ဆိုင်ကကြီးကျန်ရဲ့လူပြပါโอ้ကာယကြီးပါ10နာရီလောက်ကြရလမ်းကျန်တာရှင်းများပဲကညနေ4နာရီဒီမကောင်းသေးဘူးဘိုက်ကားတွေကိုဒီမနက်ပေါ့နော်မွေးငါပေါ့မွေးဘိုက်ကားတွေကိုဒီမနက်စာချွေးမဲ့ဒါမိုင်းမော်တော်အစီအစဉ်ကိုသွားနေရပဲဖြစ်ပါတယ်ကိုဟင်နရီအောင်ရဲ့ဆိုင်ပေါ့နော်ဟိုတိုးနေပါပြီပေါ့စီတွေရောစမူသာတွေရောကျွန်တော်အကြိုက်နေခြင်းပဲနန်းကြီးတုတ်တွေလာမလို့ကြားဘာလဲမသိတော့ကြည့်လိုက်မကြည့်တော့ပါလူရင်းနဲ့ရှက်စရာကြီးကော်ဖီတောက်ချင်တာကော်ဖီကကုန်သွားကြီးတယ်ဖိုက်တယ်စူးစိတ်တွေလည်းအများကြီးပဲဆိုင်ကသူအစ်ပြတ်ဖွင့်လာတယ်ဒီပဲ Baby I'm not going home with you ကိုကြီးလုံးတဲ့ပွဲမှာကိုတဲ့မဲနေဖောက်သွားတယ်မဲဖောက်ဆိုင်ငယ်တဲ့အုတ်ထုတ်တွေလည်းမဲဖောက်ပေးမယ်အင်ကြီးတွေလည်းပါတယ်တဲ့တော့ဒါ surprise ဖြစ်သွားပြီပေါ့နော်ပထမတော့ဘာမှမဲမဖောက်ပေးဘူးလို့ပဲထင်တာပေါ့မဲဖောက်ပေးပဲဆိုတော့ကျွန်တော်အုတ်ထုတ်လိုချင်တယ်အုတ်ထုတ်ရပါသေးလို့ဆူတောင်းတယ်မနေ့ကညတောတိုးမှာအုတ်ထုတ်လိုချင်တယ်မနေ့ကတောတိုးမှာဆိုတော့အုတ်ထုတ်ရအောင်ရမှာဖြစ်မယ်ဒိဗယ်မရှိဘူးမဲပေါက်ကဒိဗယ်မရှိဘူးငါနဲ့ short ငါနဲ့ coin ရှိရမယ်ပေါက်သွားတယ်စမပေးတင်းနေပြီတားလိုချင်နေပြီတားလိုချင်နေရမ်းပြောပါတယ်လည်းပဲသွားစီးပါလေလည်းပဲသွားစီးပါလည်းပဲသွားစီးမဲ့အောင်ဝယ်လို့ပေါ့နော်အခုဝယ်စရာမလိုတော့ဘူးရသွားပြီအပိုင် nice ကျေးဇူးပါကွက်တီပဲအုတ်ထုတ်ကလည်းကဲအုတ်ထုတ်လည်းမဲပေါက်သွားပြီဆိုတော့ကျွန်တော်တို့ဒီနေ့ကိုညီညီကစီစဉ်ပေးတဲ့တောသွားတိုးမှာပဲဖြစ်ပါတယ်ဒီနေ့ကိုညီညီကိုလည်းအများကြီးကျေးဇူးတင်တယ်ကိုညီဆိုင်ငယ်တွေကျွန်တော်ဆိုင်ငယ်လည်းငှားပေးမယ်ဟိုဘာမှမလုပ်ဘူးဆိုတော့ဒါမန္တလေးမှာကျွန်တော်တို့ပထမအဆုံးတောတိုးခြင်းပဲဖြစ်ပါတယ်အဲ့တော့ဘာတွေအလွယ်လွယ်ချော့ချော့ဖြစ်မလဲတော့မသိဘူးပေါ့နော်ကျွန်တော်ဘယ်နှခေါက်တောင်မှောက်မလဲတော့မသိဘူးအဲ့တော့မောင်းကြည့်လိုက်ပါဦးမယ်နော်လိုက်စီးမဲ့ကိုပါတဲ့ကိုဆိုင်မှာဒါကျွန်တော်ဒီနေ့တော်တိုးဖို့စီစဉ်ပေးတဲ့ကိုပါဒါအန်ဂျီယိုဘရာသာရဲ့ owner ဒါကိုညီညီပေါ့နော်ဒါမနေ့ကမိုင်မိုတိုကပွဲမှာတွေ့တော့ကျွန်တော်အုတ်ထုတ်လည်းမဲပေါက်သွားတာရယ်ကိုကလည်းတော်တိုးမလားဆိုတာနဲ့ဒီနေ့အစီအစဉ်လေးကမထင်တာပဲဖြစ်သွားပြီပေါ့နော်ရာသီဥတုကလည်းမိုက်ပါတယ်အကိုစီမှာလည်းဆိုင်ကယ်တွေငှားလို့ရတယ်ပေါ့နော်အခုနည်းနည်းလေးပြပြပါလားဟုတ်ကဲ့ဟွာကျွန်တော်စီမှာလည်း brand service ရှိရယ်နော်ပုံမှန်ဆိုရင်တစ်ရက်ကို2သိန်းယူတယ်ဒီတော်တိုးရင်ကျွန်တော်နဲ့လည်းလိုက်လုပ်လို့ရတယ်အဖွဲလိုက်ဆိုရင်လာရင်လည်းကျွန်တော်စီစဉ်ပေးတယ်ဟော3စီးနဲ့အထက်ဆိုရင်ကျွန်တော်လမ်းပြကြီးပါထည့်ပေးတယ်နော်ပြီးတော့ဒါမှမဟုတ်မြေမျိုးတွေပါသွားခြင်းနဲ့တောင်ကြီးတွေပါသွားခြင်းနဲ့ဆိုရင်လည်းကျွန်တော်စီစဉ်ပေးတယ်ပြီးရင်ရက်ရှည်ငှားခြင်းနဲ့ဆိုရင်လည်းတစ်စိမ်းနဲ့ကျွန်တော်စီစဉ်ပေးပါတယ်နော်တခြားဟိုလိုအပ်တဲ့အုတ်ထုတ်တွေပါတယ်ညာတွေကြတော့ဘာတွေများလို့မလဲ accessory တွေကတော့အုတ်ထုတ်တို့ဖက်နက်တို့ပါရင်တော့ပိုကောင်းတာပေါ့ဒါပေမဲ့ကျွန်တော်စီမှာ2ယောက်3ယောက်ဆိုရင်တော့ကျွန်တော်ထဲမှာငှားလို့ရပါတယ်ကျွန်တော်စီမှာအကုန်လုံးအဆင်ပြေအောင်လုပ်ပေးမယ်အကုန်လုံးညမပြောနဲ့တော့အကုန်လုံးအဆင်ပြေစီရမယ်ဗျာလောလောဆယ်ကျွန်တော်မထွက်ရသေးဘူးဆိုင်ကယ်တွေစီးထည့်ပြီးသွားရင်ထွက်မယ်ပေါ့နော်လောလောဆယ်တယောက်ဆောင်နေရပါအဲ့တော့ခဏနေသွားပါမယ်တခြားဘိန်းတွေစီစဉ်ပေးတယ်ဘိန်းကောင်းတဲ့ရတယ်ဆိုတော့နောက်မှကျွန်တော်150တွေပါစီစဉ်ပေးတယ်ဒါပေမဲ့ကျွန်တော်ကလမ်းလည်းမသိသေးရတယ်ပထမဆုံးစစီးမှာဆိုတော့ခြေထောက်မမီတာမစီးချင်ဘူးပေါ့နော်အဲ့ဒါကျွန်တော်ဒီဘိန်းလေးစီစဉ်ပေးပါတယ်ဒီဘိန်းလေးမောနေပြီက
လာရုံဝင်းရှိပြီးရဲ့တောင်ကြီးပဲရောက်ပြီးရဲ့ဆိုင်ကတစီးကချင်းချင်းညက်သွားတယ်ပေါ့နော်နည်းနည်းနောက်ကျနေပြီနောက်ကျတော့ဟိုချင်းချင်းကတက်ညက်သွားတယ်တော်နောက်ကျတော့မှာဒါပေမဲ့ view တွေတော်တော်စားရတယ်ဗျာလုံးဝထင်မထားဘူးဒီဘက်တစ်ခါမှလည်းမရောက်ဘူးဒါပေမဲ့ကျွန်တော်တို့ဒီဖြတ်လာတာစာဖို့အင်ဒိုတော့ရွာရီထဲမှာဖြတ်လာတယ်လို့ပဲတကယ်လည်းမိုက်တာပြီးတော့ view share ပဲအပေါ်ရောက်ဘယ်လောက်လောက်လဲမသိဘူးကိုယ်ကျတော်လှမယ်လို့ထင်ပါတယ်ကျွန်တော်ဒီကြီးကမတော်ကြည့်သေးတဲ့လူတွေတွားကြည့်သေးတယ်မဆန်ဘူးတဲ့လူတွေလည်းစိုက်ကြည့်သေးတဲ့မှာပါတယ်ကျွန်တော်လည်းကိုကြီးကောင်းမှုကြောင်းပြီးတော့ကျွန်တော်တို့လုံးဝရှေ့ရစပိန်လောက်ထားတယ်မိုက်ဟုတ်တယ်တူးနေဗျာနောက်ကလိုက်ရနည်းနည်းတော့တိုင်ပတ်နေပြီကျွန်တော် Okay let's go အဲ့တော့ပါလိုက်ပါထွက်ဘူးကျွန်တော်အတက်တွေတော့မတက်တော့ဘူးမှတ်တာလေဘိုးတော်ကဖြုတ်တော့တော်တော်အသုံးမောင်းတယ်လမ်းလည်းမသိပဲ ခြေထောက်မိတော့မိုက်တယ်ကျွန်တော်ကြောက်တာဖနက်ကပါနေလို့ရိုက်ကိုနဲ့ရိုက်မိမှကြောက်တာဟောတော့တက်လာကိုဆိုင်တော့ကျွန်တော်တက်လာပဲဒီမှာစူးကြုံစူးပင်ကတေးသေးလေးတော့မဟုတ်အကြီးပဲဂိုင်းကြီးမစည်းတော့ခံနေတယ်အကုန်လုံးဂုတ်တွေဆွဲတာသူဆိုဆိုင်ကကြီးကြံရဲ့လူကြီးပြပါပါโอ้ကာယာကြီးပါပါဆိုင်ကအောက်ထွက်လာလူကြီးချိတ်ပြီးမှဆိုင်ရိုက်ကွေးသမားတွေကဆောင်းရှိရတယ်ဘောင်းမီတို့လေးနဲ့စိတ်တော့ကသွားချွတ်လို့ပြောအုတ်တော့ကတစောင်းလေးနဲ့ဘယ်ငါလက်ကျန်ဒီဘန်ကလက်ကျန်လေးတကယ်မိုက်တယ်တော်တော်မိုက်တာပါနည်းနည်းလေးတော့မဟုတ်ပါဘူးဒီမန္တလေးကအကိုကြီးကျေးဇူးနဲ့ပဲရောက်လာပြီပေါ့နော်ဒါတော့မှ तू ကလမ်းကောင်းတဲ့နေရာနဲ့လမ်းဆိုးတဲ့နေရာဘယ်ကသွားမလဲလို့မေးလမ်းကောင်းတဲ့နေရာခေါ်လာလို့ပဲတော့သေးလို့ပေါ့လမ်းဆိုးတဲ့နေရာဆိုရင်ငါတို့ခေါင်းတွေပါပြုတ်ချကြခဲ့ရလားမသိဒါပေမဲ့မိုက်ပါတယ်ဒါယောက်ျားလေးတစ်ယောက်ဖြစ်တယ်ဆိုလို့ရှင်တော့ဒီ experience ကတကယ်ရအသင့်တယ်ပေါ့နော်တကယ်ထားကြတယ်နောက်ပြီးဒါမှတကယ် real dopamine ထွက်တာအဲ့လိုမျိုးပင်မမနက်ကတော့မတိုင်းမဲ့စိတ်ကညစ်တယ်လို့ဘူးလို့နဲ့ဒါပေမဲ့အခုတော့သူ auto ပြောနေကြတယ်လဲတာကြည့်ပို့ပြောတယ်โอเคကျွန်တော်ပြီးဆက်ပြီးတော့မောင်းလိုက်ပါဦးနောက်ကထက်လာမယ်လူတွေစောင့်နေလို့ပါဟောချင်းနေဒီနေ့ကဒီမှာပြောပဲတဘောအဲကွန်လေးဒူပြေပါဒူကမပြေဘောင်းမီပြေတော့မိုက်ပါလေလို့လုံးဝမိုက်ပါတယ်တဲ့ပေါက်လာဟုတ်လားဘာဖြစ်သွားလဲရဟောဒီကြီးอ่ะအေးရကျွန်တော်နိုင်ရည်ကိုကန်ရတော့တော့ဒီရပါငယ်တီးရတယ်ပြပါဘောင်းငါပြနေလို့ကောင်းတယ်လက်စွမ်းတွေ့လို့ပါကျွန်တော်တို့ကထင်တယ်တော့သူရွှေလက်စွပ်တွေ့လို့ဝင်ကောက်တာပေါ့နော်ဒါပေမဲ့ရွှေလက်စွပ်မတွေ့လို့ဖုံးပွဲသွားဖုံးလဲချင်တော့ဖုံးပွဲအောင်လားဖုံးလဲရတော့ပဲတကွာခေါ်တယ်တကွာနဲ့စီမင်းမလဲတော့ဘူးမင်းမစီလို့အောင်ရကြံရကျွန်တော်တို့လဲမှာအဲ့မှာမှောက်ပါခဏနားရနေရပါတော့ဒီမှာကျုပ်ရုပ်ဆောင်ကျုပ်ရုပ်နေတယ်ဒီပေါ်ဖုံးကြောင်းရင် meta square မိုက်ပါဖုန်းလိုင်းလေးလုံးဝမမိပါဘူး။ဖုန်းလိုင်းလေးလုံးဝမမိပါဘူး။ဒီနေ့တိုင်းပဲဖုန်းလိုင်းလုံးဝမမိပါဘူး။ဘာဖြစ်ဖြစ်ဘယ်သူမှလည်းဖုန်းတွေကင်လို့မရတော့ဘူးပေါ့နော်။အကုန်လုံးမှစကားတွေပြောနေ။ဟိုတယ်အိပ်ပါဒီမှမရဘူး။ဘောကတော့လိုင်းရတယ်လား။နားလေးချိန်မှာဘယ်လိုစားလို့ရပါလဲ။ငါ့ကိုဟေးအဖေပြောတာလည်းတန်းတင်း။ဒီမှာကြောင်ညာတဲ့ငါမကြောင်ညာစစ်စစ်ဟော
ကလက်ပါဖြစ်သွားတယ်ကလက်ချော်သွားလားဘာဖြစ်တာလဲမသိဘူးတော့ဆိုင်ကဘင်းကလိုက်မလဲတော့ဘူးပြင်မလဲတော့တိုင်ပတ်အလေအောင်ရောက်နေအတက်တွေဆိုတော့တိုင်ပတ်ပါတော့ထီပေါက်ပဲပြောပါဒီဘက်ကလက်ချင်ထီပေါက်ပါသူတို့လဲသွားတယ်အခုရတော်တော်ချောတယ်ပေါ့ကျွန်တော်ဆိုင်ကတိုးသွားလူကြီးက၄ဘက်တော့ကြီးချောကြပါဘူးပလိန်ဟုတ်ဒီကောင်ကလက်ချော်သွားပြီ နေလားငါစိတ်မရတာ ဘုံเจ้าမှာတတိပါဘူးစက်ကနှိုးတာအင်ဂျင်ကအကောင်ကြီးပဲဒါမှဂီယာထိုးလဲမဝင်တော့ဘူးဆိုင်ကကြီးမှာရက်ခဲ့မယ်အခုကျွန်တော်ဘုံเจ้าသွားမယ်ဒီလေးချင်းနေ妈妈呢？哎，空空空空，来吧，路也来路来。哪里干的？怎么干的？那边地方白了，这个慢点。也挺的。不在这边，不在。妈妈呢？OK 了。谢呗。ဒီလေးအဆင်ပြေလားပြေပါလေအဆင်ပြေလားရအောင်ကဲတောင်ရန်တက်ချင်နေတဲ့ဆန္ဒပြေးသွားပါတော့မယ်တောင်လေးတက်လိုက်ပါဦးပြီးရင်ကျွန်တော်တို့ရှုံတော်တွေသဲတော်တွေထပ်သွားအောင်ပေါ့နော်အခုတောင်ပေါ်မှာ view တာလှတယ်ဆိုလို့ဓာတ်ပုံလေးရိုက်မလို့ပါအဲညောင်းနေဟာဒီကလက်ချက်လေးစောင်းမယ်လိုက်တယ်ကွာအဲ့ကောင်ယုံနေတော့နော်အဲ့ကောင်ယုံနေတာနဲ့ကွတီပဲရှိမယ်ရှိမှကျွန်တော်ရောပါရတော့အာကျွန်တော်ကဒီလိုဥစ္စာတွေနဲ့တိုးနေတဲ့အချိန်မှာပေါ့နော်ကျွန်တော်ကဒီဟာလေးနဲ့တိုးတာဒီကလက်ချက်ဟုတ်ပါလေဟုတ်ပါလေဆောင်းရင်လေပူတယ်တော့လေဒီလိုလေးပဲအစပဲရှိသေးအောင်မတပိုင်းပိုင်းလဲနေတော်များနေပြီရဲ့ငါတို့နေတော့ကန်ကောင်းလို့ဟိုကျောင်းကြမင်းဘူးမကန်နိုင်တော့ကြည့်လိုက်ကျောင်းတော့လည်းကန်ကောင်းလို့ဆိုင်ရတောင်းပြောတယ်ကြောက်တော့သွားပြီလို့高了，高。别多嘛，没了。
ခေါင်းနဲ့ဆိုတော့ပြီးတစ်ခုပေါ့နော်လမ်းကျန်းတာရှင်းနာပဲတဲ့မနေ့4မနေ့10နာရီလောက်ကတည်းကလမ်းကျန်းတာရှင်းနာပဲကညနေ4နာရီထိုးပြီအခုဒီမကောင်းသေးဘူး ဒါမှမဟုတ်ပြောတယ်ဒါကအဆတော့မပြောသေးဘူးလို့ဟုတ်တယ်နော်မလေးဘူးနော် ဆိုဒီမှာကြီးပေါ့ဆိုရွှဲတာပဲ ခဏွားပါပဲ သူစတောက်ကရေထွက်နေတယ်ရေတခွန်လာကြည့်ရ အဲ့ဒါအကြောင်းရေဝင်တယ်လို့အကြောင်းပြောတာ ဘုတော့တွေလက်နေ ရပါသေးလို့လားမပါဘူးလေလဲနာဟုတ်ပါလေ ချို့ရေလေးရှိနေနေတော့တိုက်ရှိဘူးလား ဒီမရှိတော့ ရှိတော့လား အောက်အောက်ပုံအောက်ဒီလေရေးစားဒီတော်တော်ရှိဟောမင်းပေါ့အဖြုံးမအောင်တောင်းပါတယ်ဟောလားအဲ့ထဲမှာ ကဲဒီနေ့တော်တော်ပြိုင်းပါတယ်ဟိုကတောင်ကြီးတော့ရောက်လာပြီပေါ့နော်ဒါစကတောင်တော်လေးမိုက်တဲ့လေခရီးစဉ်လည်းဖြစ်ပါတယ်ကျွန်တော်မနက်10နာရီဝန်းကျင်10နာရီမို့ကျွန်တော်ထွက်တာ9နာရီချိန်ကြတာပေါ့နော်ဒါပေမဲ့10နာရီဝန်းကျင်လောက်မှထွက်ဖြစ်တယ်ဒါပေမဲ့အခုထိမပြန်သေးဘူးနေ့လေကတော့ကျွန်တော်10နာရီလောက်နားတယ်အခုဒီမိုက်ပါတယ်တော့ဆိုင်က2စီးကတော့ထားခဲ့ရတယ်ကျွန်တော်တို့လမ်းမှာတော့မလဲတဲ့လူမရှိသလောက်ပဲတစ်ပိုင်းပိုင်းပဲမိုက်ပါတယ်တော်တော်လေးပြိုင်းနေပါပြီကျွန်တော်ညနေ9:45ဖြစ်သွားပြီပထမထင်တာတော့ညနေစောစောရောက်မယ်ထင်တာပေါ့ဗျာထင်ထားတာတွေအများကြီးဖြစ်သွားတယ်ပြီးတော့ရှင်နာဆိုမရှိတော့ဘူးရှင်နာဆိုမရှိတော့ဘူးမနက်10:00နာရီထိုးကြတဲ့ကျန်းလိုက်တဲ့လမ်းညနေ6:00နာရီထိုးပေါ့ဟုတ်တာဗာလေဆယ်တော်လေးရေလွှဲဆယ်တယ်ဟာရေဝင်စိန်ရပါပြီးနည်းနည်းမှဝါရီဆွဲမယ်ဆွဲရွက်ပြင်ပါမယ်ဟောတော့ပေါင်သွားရင်ပေါင်လည်းပြောကောင်းပါလေဖြူကတော့မဆိုးပါဘူးတော်လေးထားကြပါလေခုမှကြောလေးခဏခင်းရတာဆိုတော့ဟောပေးများပြန်လာတော့မယ်တော်တော်လေးနောက်ကျနေပါပြီ။ပေါင်လေးလည်းရမ်းကြိုက်နေပါ။ပေါင်လေးရမ်းကြိုက်နေပြီ။ဒီကတော့တေချာပေါက်တိုက်ခိုက်ကြောက်သေးတော့မှရတော့မယ်။တိုက်ခိုက်ကြောက်သေးဟိုရောက်ရင်တိုက်ခိုက်ကြောက်သေးတော့ပြီးတော့
နားမှာပဲဖြစ်ပါတယ်ဒီစင်ကတော့ပြီးဆုံးသွားပြီကျွန်တော်မနက်8နာရီတော့9နာရီလောက်ရဲ့ဆွဲတဲ့ကူရအခုကျွန်တော်က6နာရီခွဲဆိုတော့9နာရီခွဲနေ9နာရီမှပြန်ရောက်တယ်စီနေမေးရ brother ချင်းကြိုက်ဒီမှာရေတော့ဘိုဒီလာတော့ဒီမှာအမေနဲ့ပတ်တယ်ပါလို့ဒီရဆိုင်နော်တော့ဒီချန်ပီယံနဲ့ပတ်တဲ့အဲ့ဒါဂျိုးနဲ့ပတ်တဲ့ဟာမှန်တယ်ဟာကိုချပါရပါတယ်ကိုချပါရပါတယ်ဒီစိတ်ကလည်းကိုဆက်သွယ်လိုက်ကြရတယ်ဝယ်မလားနမ်းပါလားတော့ပါလားအဲစီပြန်ပြီးတော့စီပြန်ကျွန်တော်လည်းဒီနေ့ချက်တော့တွေ့တော့ပြတယ်တော့ကြိုက်တော့တောင်းတော့အဲမသေးတော့ပါဒီကိုလည်းဖိနေမှာဖွင့်တာတယ်โอเคဒီလိုက်တော့ဒီ